နေ့ကဒီအရုပ်လေးတွေဘယ်လိုလုပ်ထားလဲမေးထားတဲ့သူတွေအတွက်ဒီနေ့ကောင်းမှုတော်ဖရားကိုကျွန်တော်လုပ်ပြမယ်နော်ပထမဆုံး browser တစ်ခုဖွင့်ပါပြီးရင်အဲ့မှာလုပ်ချင်တဲ့မိလုပ်ချင်တဲ့ပုံကိုရှာပါကျွန်တော်ကစကိုင်းကောင်းမှုတော်လုပ်ပြမှာဆိုတော့စကိုင်းကောင်းမှုတော်လို့ရိုက်ထည့်လိုက်ပါမယ်အဲ့ဒီထဲမှာကောင်းမှုတော်ဖရားရဲ့ဖရားတစ်ခုလုံးရဲ့နောက်ချင်းသေးနှစ်ကောင်ရဲ့မုတ်ဦးရဲ့ပါတဲ့ပုံလေးကိုကျွန်တော်ရွေးလိုက်ပါမယ်ပြီးရင် ChatGPT ကိုဖွင့်မယ် ChatGPT ကအပေါင်းလက္ခဏာလေးကိုနှိပ်ပါအဲ့ဒီထဲမှာခုနကျွန်တော်တို့ရွေးထားတဲ့ကောင်းမှုတော်ဖရားပုံကိုရွေးမယ်ဒီနေရာမှာ prompt လေးရိုက်ထည့်ပေးရပါမယ် prompt ကိုကျွန်တော်ရေးပေးထားပါမယ်ဒီနေရာမှာကိုလုပ်ချင်တဲ့ပုံပေါ်မူတည်ပြီးစာသားတချို့ကိုပြောင်းပြီးရိုက်ထည့်ပေးဖို့လိုပါမယ်ရွှေတကုံဖရားဆိုတဲ့နေရာမှာ white ပကိုးတာလို့ကျွန်တော်ပြောင်းပြီးရိုက်ထည့်လိုက်ပါမယ်နောက်ရေးသားမဲ့စာနေရာမှာလည်းရွှေတကုံပကိုးတာအစားကောင်းမှုတော်ပကိုးတာလို့ကျွန်တော်ပြောင်းပြီးရိုက်ထည့်ပါမယ်အခုဆို ChatGPT ကပုံလေးစပြီးဖန်တီးနေပါပြီခဏစောင့်ပြီးသွားရနော်ကောင်းမှုတော်ဖရားပုံလေးရလာပါပြီအကဲကိုဒီပုံမှာမကြိုက်တာတွေပါလာတယ်ဆိုရင်ဒီမှာထပ်ပြီးတော့မှ edit လုပ်လို့ရပါတယ်အကုန်အဆင်ပြေပြီဆိုရင်တော့ပုံလေးကို save လိုက်ပါနောက်တစ်ပိုင်းမှာဒီလို image တွေကနေပြီးတော့ video file ကိုဘယ်လိုလုပ်မလဲဆိုတာကိုထပ်ပြပေးသွားပါမယ်သိချင်တာရှင် comment မှာမေးပေးပါတခြားအမှတ်တရလေးတွေဘာလေးလုပ်ပေးရမလဲမှန်ခဲ့ပြီနော်